ကျောင်းစတင်တဲ့နေ့မှာစိန်ညောင်းမြောက်ကကားတကားကိုတမင်ပြီးဆော့ရင်ထဲမှာပဲပိတ်မိသွားပါတယ်။တကားကအော်တိုဘာဖြစ်နေတဲ့အတွက်အဖွားကဖွင့်ကြည့်ပေမဲ့မရပါဘူး။ကလေးအမေကလည်းကားကီးကိုယူဖို့စူးစမ်းတော့လေကီးကအထဲမှာကျန်နေကြောင်းသိလိုက်ရပြီးအားလုံးအထိတ်တလန့်ဖြစ်ကအော်ဟစ်အကူအညီတောင်းနေကြပါတယ်။အနီးနားကဆက်စုမပူနဲ့တမီးတူကအတန်ကြားပြီးအမြန်ရောက်လာပါတယ်။စိန်ညောင်းမြောက်ကလည်းအထဲမှာအလွန်ကြောက်လန့်ပြီးငိုနေပါပြီ။ချိန်နေရေးကြီးလာတာကြောင့်အဲ့ဒီဆက်စုမပူကကြောက်ခဲကိုယူပြီးကားမှန်ကိုရိုက်ခွဲကစိန်ညောင်းမြောက်ကိုကယ်တင်ပေးလိုက်ပါတယ်။ဒါပေမဲ့ကားပိုင်ရှင်ကရောက်လာပြီးကားကိုတမင်ဖျက်ဆီးတယ်ဆိုပြီးဆက်စုမပူကိုရောကြီးတောင်းပါတယ်။စိန်ညောင်းမြောက်ကပါအမှန်မဟုတ်ပဲသူမကိုအပြစ်တင်လိုက်တဲ့အတွက်အခြေအနေကပိုရှုပ်ထွေးဆိုးရွားသွားစေပါတယ်။ဆက်စုမပူက CCTV စစ်ကြည့်ဖို့ပြောပေမဲ့ကားပိုင်ရှင်ကမလိုလားပဲတားဆီးပါတယ်။ခုနောက်သူမကငါယောက်ျားကဒီเจ้าရဲ့เจ้าအကြီးဆိုပြီးအာနာကိုအသုံးချကဖိအားပေးပါတယ်။အနာရှိမိဘတွေပါကြောက်ပြီးရောကြီးပေးဖို့တိုက်တွန်းလာပါတယ်။ထိုအချိန်မှာသမီးကဖုန်းဖြင့်အကူအညီခေါ်ရန်စူးစမ်းပေမဲ့ကားပိုင်ရှင်ကသူမရဲ့ဖုန်းကိုလုယူပြီးဖျက်ဆီးလိုက်ပါတယ်။ကျောင်းဝင်တဲ့တူရောက်လာပြီးညှိနှိုင်းပေးနေချိန်မှာလည်းကားပိုင်ရှင်ကထပ်မံဖိအားပေးပြီးကျောင်းအကြီးကိုခေါ်လာရန်တောင်းဆိုပါတယ်။တော့ကားပိုင်ရှင်ကကားတွေကလက်ဆောင်ဘူးကိုထုတ်ပြပြီးဒါကကျောင်းအကြီးကပေးထားတာလို့ပြောလိုက်တဲ့အခါဆက်စုမပူကအဲ့ဒီလက်ဆောင်ကိုသူနဲ့သမီးကကိုယ်တိုင်ပြင်ဆင်ထားတာဖြစ်ကြောင်းသိလိုက်ရပါတယ်။အဲ့ဒီအခါမှာသူမကသူ့ခင်ပွန်းရဲ့တစ္ဆာဖောက်မှုကိုအတိအကျသဘောပေါက်သွားပါတယ်။ကားပိုင်ရှင်ကဆက်ပြီးနှစ်တန်းလျော်ကြီးတောင်းပြီးအကြမ်းဖက်တယ်လို့ပြောနေပါတယ်။သမီးကလည်းဒီကားကကျမတို့မိသားစုကားပါလို့ပြောလိုက်တဲ့အတွက်ကားပိုင်ရှင်ကဒေါသထွက်ပြီးလက်မြောက်တိုက်ခိုက်မလို့လုပ်ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသမီးကသူ့မလက်ကိုဖမ်းပြီးအားနှစ်ချက်ဆက်တိုက်ချကသတိပေးလိုက်ပါတယ်။ပြီးတော့ CCTV စစ်ဖို့ထပ်မံတောင်းဆိုပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းအကြီးဖြစ်တဲ့သူ့ယောက်ျားငွေထိုးရောက်လာပြီးအခြေအနေကိုမြင်လိုက်တဲ့အခါသူကချက်ချင်းတုန်လှုပ်သွားပါတယ်။ကားပိုင်ရှင်ကလည်းသူ့စီသွားပြီးအမျိုးသမီးကိုတိုင်နှန်းနေပါတယ်။အဲ့ဒီအချိန်မှာမိသားစုအမှန်တရားတွေပေါ်ပေါက်လာတော့မယ့်အခြေအနေဖြစ်သွားပါတယ်။ဖော်လို့လုပ်ပြီးဆက်လက်စောင့်ကြည့်ပေးပါအောင်ရှင်။